အခုဆိုပြကျမတို့မုတ်ကြာစီတာကူလေးလောက်မှာပေါ့နော်အခုတော့မုံလေးနှဲနေတယ်ပေါ့နော်လက်လေးမစွတ်တာအကွက်ကိုလှုပ်ချရတယ်ဆိုလက်မစွတ်တာပေါ့နော်ဒါကတော့မုတ်ကြာစီလုံးမဲ့အလုံးလေးတွေလုံးနေတယ်ပေါ့နော်လက်ကိုပြောင်းဆေးထားပါတယ်ရှင်အဲ့လိုလေးလုံးချတယ်ပြီးတော့တာကူကြုံမယ်အဲ့လိုလေးတာကူစီကိုမပြောက်တပြောက်နေလားရှိပေါ့နော်သူကရဲ့အုံလေးညှစ်ပါတယ်မုတ်ကြာစီလုံးလေးတွေပြုတ်ပါတယ်သူကရဲ့ထညက်လေးကျိုးတယ်ပေါ့နော်ကျမတို့ထက်ညက်ပြုတ်နေတာလားမစားမဲ့လူကတတ်ကိုစောင့်နေတာအဲ့မှာပါအုံလူလေးကိုအဲ့လူလေးကြိုပါတယ်ကြိုပြီးတော့လောက်ချက်ပကြကင်းမှာစားရတော့ပါမယ်ရှင်တောက်လေးရဲ့ထက်ညက်ကြီးလေးရဲ့အုံလူလေးရဲ့ရောပြီးကြိုပြီးွားရဲ့အဲ့ဒါပြီးွားရတော့မူးကြစီအလုံးလေးတွေထည့်ပါတယ်အမထဲ့နေရနေပြီးတော့ပြုတ်မကြလို့ကျမတို့ပြုတ်မကြလို့အမဘွားလေးပြက်နေတယ်ပေါ့နော်အဲ့မှာပြက်နေတာကြည့်လက်တွေရောဇိုးတွေရောခြေတွေရောစုံနေတာပဲအဲ့မှာအခုဆိုပြီးမုတ်ကြတိတာကူလှလှလေးရပါပြီရှင်သူကရဲ့အုံသီးလေးထည့်လိုက်မယ်ချက်ပဲ